မြေအောက်ရထားပေါ်မှာအဖိုးကြီးတယောက်ရုတ်တရက်လဲကျသွားတယ်လူတွေအားလုံးကြောက်လန့်ပြီးနောက်ဆုတ်သွားကြပေမဲ့ဒီမျိုးသားတယောက်တည်းပဲချက်ချင်းရှိတိုးပြီးသူ့ကိုကူထူပေးလိုက်ပါတယ်အဖိုးကြီးကသူ့ကိုကဲတဲ့လူကိုကြည့်ပြီးအကျွေးစေးနှစ်စိပေးကထွက်သွားပါတော့တယ်သူလဲသူ့လက်ထဲကအကျွေးစေးတွေကိုကြည့်ပြီးဘာပြောရမှန်းမသိဖြစ်သွားတာပေါ့ဒါကဆုချသွားတာလားပေါ့တေချာကြည့်လိုက်တဲ့အခါမှာတော့ဒါတွေက2006ခုနှစ်ကရန်900တန်အကျွေးစေးတွေဖြစ်နေပါတယ်တော်တော်လေးရှားပါတာမို့သူလဲတိမ့်ထားလိုက်တာပေါ့အဲ့ဒီညနေအိမ်ကိုစောစောပြန်ဖို့စူးစမ်းရင်းသူတိတ်မတုံးဖြစ်တဲ့လမ်းကြားတစ်ခုတည်းကိုမောင်းဝင်သွားခဲ့တယ်ထူးဆန်းတာကအဲ့ဒီနေရာမှာရုတ်တရက်တိုးဂိတ်တစ်ခုပေါ်လာတာပါပဲသူမှတ်မိတဲ့လောက်ဒီနေရာမှာအရင်ကဂိတ်လုံးဝမရှိခဲ့ပါဘူးသူဘာမှတေချာမစင်စားရသေးခင်မှာပဲသူကားကဂိတ်ရှိကိုရောက်သွားခဲ့ပြီလေချက်တန်းကရန်900တောင်ကြားတင်နေဆိုတာသိလိုက်ရတယ်ဒီလိုနဲ့သူလဲပွားစီပြောရင်းရန်900တန်းတွေကိုတစ်ခုပြီးတစ်ခုထည့်ပေမဲ့ဂိတ်ကလုံးဝပွင့်မလာပါဘူးသူလဲဒေါသထွက်ပြီးဝန်ထမ်းကိုအော်ခေါ်လိုက်ပေမဲ့အဲ့ဒီမှာလူတယောက်မှရှိမနေခဲ့ပါဘူးမတက်နိုင်တော့တဲ့အဆုံးသူရန်900တန်းတစ်စေးထပ်ထုတ်လိုက်တယ်ဒါကဟိုအဖိုးကြီးပေးသွားတဲ့2006ခုနှစ်ကအကျွေးစေးဖြစ်နေတာပါသူအဲ့ဒါကိုထည့်လိုက်တာနဲ့တိန်ခနဲ့မီးစိမ့်လင်းလာပြီးနောက်ဆုံးတော့တွားလို့ရသွားပါပြီဒါပေမဲ့မကြခင်မှာပဲဒီလမ်းကသူနဲ့မရင်းနှီးတဲ့လမ်းဖြစ်နေမှန်သတိထားမိလိုက်တယ်သူဒီလမ်းကိုတစ်ခါမှမမောင်းဘူးပါဘူးရုတ်တရက်သူ့ရဲ့ GPS ကလည်းအလုံးမလုံးတော့ပါဘူးပြီးတော့ကားကသူ့ဘာသာသူအချိန်တွေတက်လာပါတယ်သူလည်းအသေးအတန် brake တွေနင်းပေမဲ့ကားကလုံးဝထိမရတော့ပါဘူးအချိန်ကတက်လာပြီးနောက်ဆုံးတနာရီမိုင်125မိုင်အထိရောက်သွားကညအမောင်တဲကိုပျောက်ကွယ်သွားပါတော့တယ်သူပြန်နိုးလာတဲ့အခါမှာတော့ဆေးရုံရောက်နေတယ်လို့ထင်လိုက်တာပါဒါနဲ့လန့်ပြီးထထိုင်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဒါကသူကောလိပ်တက်တုံးကငားနေတဲ့တိုက်ခန်းဖြစ်နေမှန်းသိလိုက်ရတယ်နေရန်ပေါ်ကပြက်ကတိန်ကိုကြည့်လိုက်တော့ဇွန်လ2006ခုနှစ်ဆိုပြီးရေးထားတာတွေ့လိုက်ရပါတယ်သူအချိန်ခီးသွားခဲ့တာလားပေါ့ဒီလိုနဲ့သူလဲမူးဝေနဲ့အခန်းထဲကထွက်ပြီးကျောင်းဝင်းထဲကိုရှောက်လာခဲ့တဲ့ရေဒီယိုမှာတော့ဂျေးချိုးရဲ့တခြင်းတစ်ပုဒ်ကိုဖွင့်နေပြီးသတင်းစာထဲမှာတော့ Brad Pitt နဲ့ Angelina Jolie တို့လက်ထပ်လိုက်တဲ့သတင်းကိုတွေ့ရပါတယ်ဒါသူကျောင်းကနာမည်ကြီးကောင်မလေးနဲ့ချိန်ထားတဲ့နေ့ပဲဆိုပြီးတွေးလိုက်မိတာပေါ့သူတွေးလိုက်တယ်လို့ပါပဲလွန်ခဲ့တဲ့12နှစ်ကအဲ့ဒီကောင်မလေးဟာသူ့ရှိကိုပေါ်လာခဲ့ပါတယ်ကောင်းကင်တမန်လေးတစ်ပါးလို့လှပပြီးနူးညံ့နေတာပေါ့အရင်တုန်းကအတိုင်းပဲအဲ့ဒီကောင်မလေးကညနေကျရင်ဂီတပွဲအတူတူသွားကြည့်ဖို့သူ့ကိုခေါ်ပါတယ်အဲ့ဒီခါကျမှသူနားလဲသွားတော့တဲ့အရင်တုန်းကသူ့ကိုသဘောကျတယ်လို့ပြောခဲ့တာတွေဟာအမှန်တကယ်ဖြစ်ခဲ့တာပါလားဆိုတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆိုင်ကယ်တစ်စီးကအရှိန်ပြင်းနဲ့မောင်းလာပြီးသူတို့နှစ်ယောက်ကိုဝင်တိုက်မိပါတော့တယ်တိုက်လိုက်တဲ့အချိန်ကြောင့်သူလန့်ပြီးနိုးလာခဲ့ပါတယ်သူဘလောက်တောင်လန့်သွားလဲဆိုရင်ကတင်ပေါ်ကနေတောင်ပြုတ်ကျသွားခဲ့တာပါအဝင်းကျင်ကိုကြည့်လိုက်တော့ဒါကသူ့အိမ်ကအိတ်ခမ်းဖြစ်နေပြီးသူ့ဇနီးကအဝတ်စားတွေခောက်နေတာကိုတွေ့လိုက်ရတယ်သူလဲသူ့မိန်းမကိုအခုဘယ်ခုနှစ်လဲဆိုပြီးအမြန်မေးလိုက်တယ်သူ့မိန်းမကသူ့ကိုပြန်ဆူတာပေါ့အရက်လျှော့တောက်ပါလို့ပြောထားတယ်မလားမဟုတ်ရင်ထူးဆန်းတဲ့အိမ်မက်တွေမက်နေအောင်မဲ့တဲ့ဒါဆိုဒါတွေအားလုံးကအိမ်မက်တစ်ခုပေါ့သူလဲတပြင်းချလိုက်ပြီးငါတကယ်ရက်ဖြတ်မှဖြစ်တော့မယ်လို့စဉ်းစားနေတော့မှပဲသူ့လက်ကဝတ်မှာအမာယုတ်တစ်ခုပေါ်လာတာကိုတော့သတိမထားမိလိုက်ပါဘူးနောက်တနေ့မနေ့ကျမှသူအဲ့ဒီတန်ရာကိုတွေ့သွားတာပါသူလဲဒီတန်ရာဘယ်တော့မှရသွားမှန်းစဉ်းစားလို့မရဖြစ်နေတယ်ဒါပေမဲ့သူ့လုပ်ဖို့ကင်ဖက်တွေကမင်းကဘာလို့ဟန်ဆောင်နေတာလဲငါတို့တွေ့ကြတဲ့ကမင်းမှာအဲ့ဒါရှိနေတာပဲလို့ပြောကြပါတယ်သူကတော့လုံးဝမမှတ်မိဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒီညနေသူတခြားလုပ်ဖို့ကင်ဖက်တယောက်ရဲ့အိမ်ကိုတောက်ဖို့သွားခဲ့ပါတယ်အဲ့ဒီမှာလုပ်ဖို့ကင်ဖက်ရဲ့အမေကအနောက်ခန်းထဲကနေရုတ်တရက်ထွက်လာပါတယ်သူတေမလောက်လန့်သွားတာပေါ့ဘာလို့လဲဆိုတော့သူမနေ့ကမှအဲ့ဒီအဖွားကြီးရဲ့အတူပေါက်ကိုတက်ရောက်ခဲ့တာလေဒါကအရန်ကိုထူးဆန်းလို့နေပါပြီသူလဲအဖွားကြီးဘလို့ပြန်ရှင်လာတာလဲဆိုပြီးဓာတ်ရိုက်ကြီးမေးလို့မကောင်းတာနဲ့အရက်တောင်မတောက်တော့ပဲချက်ချင်းပြန်လာခဲ့တယ်အပြန်လန်းတစ်လျှောက်လုံးသူမကြသေးခင်ကဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတာတွေရောတကယ်အစ်စ်လိုဖြစ်ခဲ့တဲ့အိမ်မက်အကြောင်းရောပြန်စဉ်းစားနေခဲ့တဲ့နောက်ဆုံးတော့သူ့အဖြေကိုရှာတွေ့သွားပါပြီအဲ့ဒါကအိမ်မက်မဟုတ်ခဲ့ပါဘူးသူတကယ်ပဲအချိန်ခီးသွားခဲ့တာပါအစကတော့အဲ့ဒီတိုးဂိတ်ကနေဖြစ်ခဲ့တာပေါ့ကံကောင်းစွာနဲ့သူ့စီမှာအကျွေးစေးတစ်စိကျန်နေပါသေးတယ်သူချက်ချင်းလှုပ်ရှားရမယ်ဆိုတာသိလိုက်ပြီးအဲ့ဒီတိုးဂိတ်စီကိုချက်ချင်းပဲအမြန်ဆုံးပြန်သွားခဲ့ပါတော့တယ်